မင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီနေ့အဓိကပြောချင်တာကဦးမင်းအွန်လိုင်းပေါ့နော်ဦးမင်းအွန်လိုင်းကဝက်တောက်ကားတွေဖမ်းဖို့နော်ပြောဆိုတာရှိတယ်ပေါ့သို့ပါတော့လည်းပဲဒီဝက်တောက်ကားတွေကိုဝက်တောက်ကားတွေတစ်ခါဆက်နေတယ်နော်အခုကျွန်တော်မနေ့ကတနေ့ရောက်ထင်ပါတယ်နော်မိုးညင်းမြို့ခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဘူကြီးစင်ထွတ်လင်းရဲ့ဒီလိန်ရှုပ်တော်ပုံကိစ္စပေါ့ဗျာနော်လိန်ရှုပ်တော်ပုံဒါကြံစီမှုပေါ့လိန်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားရယူမှုပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းလောက်ကကြီးတို့ရှုပ်ထွေးတာပဲဗျာဒီလားတိုင်းလောက်ကကြီးတို့ရှုပ်ထွေးပါလေအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကျွန်တော်ပုံမှန်လည်းဝေဖန်မှုတွေပြင်ထန်ပါတယ်ကျွန်တော်ပြောပြသွားပြီပဲကျွန်တော်ဒီစကားတွေပြောနေရတာရှင်းနာနဲ့ပြောနေရတာပါကျွန်တော်ဒီတက်မတော်နဲ့ရက်တီလူပါအဲ့တော့တက်မတော်နဲ့ရက်တီရင်ပြောဆိုရင်းနဲ့ကျွန်တော်ခင်ဗျားတို့နဲ့တန်ရောစင်နဲ့တော်တော်လေးလည်းရှိနေပါပြီအဲ့တော့တက်မတော်ထိကိုင်းမဲ့ကိစ္စမျိုးနစ်နာမဲ့ကိစ္စမျိုးဆိုလို့ရှိရင်ကျွန်တော်လုံးဝရှောင်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ policy မူဝါဒကအမှန်တရားဆိုရှင်ပြောမှာဖြစ်တယ်လို့မတရားမှုမှန်သမျှကိုကျွန်တော်စန့်ကျင်တိုက်ခိုက်ရမှာကျွန်တော်ရဲ့ဗီဇပေါ့ဗျာနော်ကျွန်တော်ရဲ့မူဝါဒလို့ပြောရမှာပေါ့အဲ့တော့ကျွန်တော်မပြောချင်မနဲ့ပြောရတာပါအဲ့တော့နည်းနည်းလေးနားလည်ပြီပါနော်အဲ့ဒါဒီခုယုံမှာဗျာလေအဲ့တော့အခုဖြစ်တဲ့ဖြစ်စဉ်မှာဒီဌာနခွဲဘူကြီးစင်ထွတ်လင်းကသူ့ရဲ့တပတ်စင်နဲ့ကျွန်တော်တို့တငယ်ချင်းလို့လည်းပြောလို့ရတော့ဗျာနော်တပတ်စင်နဲ့သူရဲ့ရရှိပဲဒါသူတို့ဆိုနေရဆိုယာလူတူပဲသူလည်းပိုကြီးဟိုကလည်းပိုကြီးပဲဗျာနော်တပတ်စင်တဲ့သူရဲ့မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့ဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်ဆိုလို့ကျွန်တော်ထမင်းသွားစားမယ်ထမင်းဆိုင်ကောင်းလိုက်ပြပြီဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကမလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့ခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့ကမလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတဲ့အခါမှာဂိမ်းနှစ်ပေါ့ဂိမ်းနှစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနှစ်ကနေဝင်တဲ့အခါမှာစစ်တပ်ဆိုတာဗျအားလုံးကမိသားစုလိုနေတဲ့အဖွဲ့အစည်းတွေနော်ခါရမျက်လုံးပေါင်းကမျက်လုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျက်လုံးတွေရှိသလိုနိုင်ငံတိုင်းမှာနားတွေရှိပါတယ်ပြန်လာတဲ့အခါမှာဂိမ်းနှစ်ကနေဝင်တဲ့အခါမှာကမလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းပေါင်းသွားပါတယ်ရရှိရိတ်တာကိုတန်းပေါင်းသွားပြီးတော့ကမလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့အချိန်မှာကမကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်တဲ့ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မှသိခံလို့ရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲဒီတော့ကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါမှာတက်ရင်မှုပေါ့ဗျာတက်ရင်မှုရဲ့တော်ပေါ့သူကတက်ရင်မှုဆိုတာမှဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတက်ရင်မှုဆိုတာမှအာနာကြီးသေးတယ်ဗျာတက်ရင်မှုဇော်တန်းနိုင်နဲ့သူ့အမျိုးသမီးဒေါ်အေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးသိန်းကကောင်မလေးကိုညှိတယ်ဒီကိစ္စမတိုင်နဲ့ပေါ့နော်မတိုင်လို့ရှိရင်ငွေ330နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုံမှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်ဘူကြီးကတိသွားဘူကြီးကလုံးဝဘသူသူ့မရောက်ထီတာဓာကြီးပေါ့မရထီဓာကြီးပေါ့ဗျာနော်ဘူကြီးကတော်တော်အေးလို့ကြားသိရတယ်အဲ့တော့ဒီဘူကြီးကလုံးဝတီးမခံမဲနဲ့တိုင်ပါလေရောကျေးနန်းကအထက်ကိုရောက်သွားတယ်ကျေးနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ဘလို့ဒုတိုင်မှုကဦးရဖားရနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရောစညှိုးတဲ့အခါမှာဘူကြီးကိုနော်ဒီကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘူကြီးယောက်ျားပေါ့နော်ယောက်ျားဘူကြီးကိုအရှိတန်းကိုအတင်းပို့လိုက်ပါလေရောအရှိတန်းတင်းပို့လိုက်တဲ့အခါမှာတော့ကောင်မလေးကိုလည်းတက်ကမောင်းထုတ်လိုက်တယ်ကောင်မလေးခင်ဗျာမှာတနာစရာပါသူ့မှာအသက်60ကျော်မိခင်ရှိသလို3နှစ်သားအရွယ်နော်ကလေးတယောက်လည်းရှိပါတယ်အခုတက်အပြင်မှာဗျာနော်နေထိုင်နေရဘယ်လောက်ထိသူတို့မလုံးမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမယ်ဆိုရင်အရန်ကိုစိုးတဲ့နေရာတွေပါနော်ပြည်သူစစ်လည်းရှိတယ်တက်လည်းရှိတယ်တကယ်တိုက်ပွဲတွေခင်ပြီးဖြစ်လာနိုင်တဲ့နေရာတွေပေါ့ဗျာနော်အဲ့တော့ဒီမျိုးဒီမိန်းခင်ဗျာမှာအပြင်မှာနေနေတက်မှာရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့ဒီတရင်မှုကတော့ပေါ့နော်တရင်မှုကတော့အေးသိန်းကချင်းချောက်ထားတယ်လို့ကြားသိရတယ်နော်ဒါမှကြားသိနေရတယ်အတော်အေးသိန်းကလည်းဒီကိစ္စကကျွန်တော်မနေ့ကပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတော်တော်လေးပြန့်နှံ့သွားတဲ့အခါမှာတော့တက်မှာချက်ချင်းလက်ငယ်ဓာပါခေါ်တယ်ဓာပါဆိုတော့မီတင်ခေါ်တော့ဗျာနော်မီတင်ခေါ်ပြီးတော့သူတို့သတင်းကတော့အထက်ကိုကျွန်တော်တို့ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘယ်လောက်ပဲပြန့်နှံ့ပေါ့ဗျာလုံးဝခီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုးကြီးစင်ထွတ်လင်းကမဝင်ခံတဲ့၍ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိပြောတဲ့အခါမှာတော့ဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်စိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော်ဒီပေါ့နော်ဒီတရင်မှုလင်များကိုလည်းပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့မြန်မာပြည်တက်မှာနော်ကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မုံညင်းကြောင်းလည်းသိပါတယ်နော်ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့ဝင်လည်းမပါဘူးတော့ပါတော့လည်းမတရားခံရတဲ့ကိစ္စမျိုးတစ်ခုတော့ကျွန်တော်အနေနဲ့ပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖော်မပြောချင်ဘူးအဲ့တော့
တစ်ဖက်သားအရန်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တည်မှုကြီးကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့ဗျာနော်ကျွန်တော်တို့တခြားရွေးချယ်စရာမရှိတော့ပဲအဲ့တော့ဒီအမျိုးသမီးလေးရဲ့အဖြစ်ကခံလဲခံရသေးတဲ့အမျိုးသားကိုလည်းအခုရှီတန်းကိုလည်းပို့ထားသေးတယ်ဟလားအမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလည်းသူများတွေကူညီချင်တာမှပဲနော်တက်ကမိသားစုတိုင်းဝိုင်းနေတဲ့ကူညီချင်တာမှဘယ်သူမှအကူအညီပေးလို့မရဲတဲ့အခြေအနေမျိုးထိတရင်မှုကတော့ရဲ့ဩဇာအာဏာကကြီးလွန်းပါတယ်နော်အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့သူတို့မှတခြားရွေးချယ်စရာမရှိတော့အဲ့တော့ဒီချင်းရမှာတရားရေးရင်ဆိုင်သူနော်တရားစွဲသူဘိုလ်ကြီးပေါ့နော်သူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးအဲ့ဘိုလ်ကြီးကဒီဒုတိုင်းမှုရဲ့ကျိမ်းမောင်းမှုလည်းခံရပါတယ်ဒုတိုင်းမှုရဲ့ကျိမ်းမောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ကျိမ်းမောင်းမှုလည်းတက်ဆွဲမှုပေါ့အမြောက်တက်ရဲ့တက်ဆွဲမှုကလည်းသူ့ကိုခေါ်တွေ့G1အဆင့်မှာရုံးထဲမှာရှိပါတယ်ရုံးထဲမှာရှိတဲ့ခါမှာခေါ်တွေ့တဲ့ခါမှာဘယ်လိုထိပြောလဲဆိုတော့စစ်တပ်မှာကိုမှန်တယ်ကိုမှန်တိုင်းကောင်းမှနေလို့မရဘူးတဲ့စစ်တပ်ဆိုတာဘာမှတ်နေလဲနော်65နဲ့အရေးယူပြမယ်ဆိုတဲ့ပုံစံမျိုးထိချင်းချောက်တယ်အဲ့တော့ခတ်တာကသူတို့ကဘာနဲ့လားတယ်ပြောဆိုတော့ပြည်သူ့စာမကိုဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစကားလုံးတော့ပြောချင်ပါဘာနဲ့ချင်းချောက်တယ်အဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချင်းချောက်လို့ကတော့ဘယ်သူကလဲနော်စကားပုံတော့ပေါက်ရိုက်ဖြစ်ကုန်နော်ဟုတ်ပြီစစ်နော်တီးရဲတိုက်ရဲခိုက်ရဲလို့စစ်ထဲဝင်လာတဲ့စစ်သားတယောက်ကိုထောင်လောက်နဲ့သွားမချင်းချောက်နဲ့လေတရားစွဲမှုလောက်နဲ့သွားမချင်းချောက်လိုက်အဲ့တော့ဟိုမျိုးသားကလည်းဘိုးကြီးကလည်းဘဲခံလေးမယ်တရားစွဲတာပေါ့တရားစွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါပြီနော်စုံခုံထိုင်တဲ့အခါမှာနော်ဘိုးကြီးစင်ထွတ်လင်းကတော့အခုစုံခုံမှာထိုင်နေပြီအမျိုးသမီးကိုလည်းစစ်ပါတယ်နော်အမျိုးသားပြောအခုတရားစွဲတဲ့ဘိုးကြီးကတော့ဘယ်လိုခေါ်မလဲရှေ့တန်းပုတ်ခန္ဓာအတိတ်ကျပုတ်ခန္ဓာလာပါနော်ရှေ့တန်းပုတ်ခန္ဓာရှေ့တန်းနေလာပြန်ပြီးတော့အခုတော့မှရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်လိုခေါ်မလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆိုချက်ပုံစံမျိုးနဲ့ပဲစုံခုံမှာဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကိစ္စမှာဦးမင်းအွန်လိုင်းမှာပြဿနာပါတယ်နော်ဦးမင်းအွန်လိုင်းမှာပြဿနာရှိရခဏစားကျွန်တော်သိချပြောဟုတ်အဲ့တော့ဒီစုံခုံရဲ့ပေါ့နော်စုံခုံမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့ဘယ်လိုခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်နော်ဘယ်လိုခေါ်လဲဆိုတက်ရင်မှုအမြောက်တက်ရဲ့တက်ရင်မှုကသူကစုံခုံဥက္ကဋ္ဌပြဦးဝင်းနိုင်ပေါ့နော်ဒုတိယဗိုလ်မှူးကြီးဦးဝင်းနိုင်ကစုံခုံဥက္ကဋ္ဌဖြစ်တယ်သူကနေပြီးတော့ဟုတ်ပြီငါတို့စုံခုံမှာဘယ်လိုခေါ်လဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီအချက်လက်ကိုယူတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေတွေစီအချက်လက်ကိုယူတယ်ဟုတ်လားပြီးတော့အရာရှိစီကအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှေ့တန်းမှာလုံများနေတယ်တဲ့အရာရှိလာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှေ့တန်းမှာဟိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ပူကြီးကိုလုံးဝရှေ့တန်းနဲ့နောက်ကိုလုံးဝပြန်သူတို့ဆိုလို့ကျွန်တော်သူတို့ဟာသူတို့ဆွဲမယ်သူတို့ဟာသူတို့စုမယ်သူတို့ဟာသူတို့ပြောမယ်သူတို့ဟာသူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့တော်တော်လေးအခြေအနေတွေစိုးနေတယ်ပေါ့ဗျာနော်အဲ့တော့ဘယ်လောက်ထိဒီကိစ္စကဆက်သွားမလဲတက်တေတွေယူတဲ့ခါမှာလဲတက်တေက2ယောက်ရတယ်ဗျာတက်တေသူတို့ပြန်လာတဲ့ခိတ်ကဆွမ်းပြေသွားပြီနေရာတိုင်းမှာနားတွေရှိသလိုနေရာတိုင်းမှာမျက်လုံးတွေရှိပါတယ်စစ်တပ်မှာအဲ့တော့ဂိတ်ကနေဝင်လာတဲ့ခါမှာအဆောက်2ယောက်ပေါ့နော်ဂိတ်ဆောင်2ယောက်ကတွေ့တယ်ဂိတ်ဆောင်2ယောက်ကတွေ့တဲ့ခါမှာတက်တေအဖြစ်နဲ့အဲ့ဂိတ်ဆောင်2ယောက်ကိုခေါ်တဲ့ခါမှာ2ယောက်စလုံးမရဘူးတယောက်ကတော့အရှိတန်းကိုအတင်းပို့လိုက်တာနောက်တစ်ယောက်ကတော့ဒီအမျိုးသမီးဘက်ကနေပြီးတော့မတရားလို့ရက်တည်မိတဲ့အတွက်ကြောင့်မလို့အခုအဲ့တယောက်ကထွက်ပြေးသွားတဲ့သူရဲ့နာမည်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့နော်တက်သားမျိုးထက်ကတော့အခုရှေ့တန်းရောက်သွားပြီရှေ့တန်းပို့လိုက်တယ်ဂိတ်ဆောင်ဘွားကနေပြီးရှေ့တန်းရောက်ပါနော်အဲ့တော့တက်သားရွှေအောင်ကတော့ပြေးပြီဘာကြောင့်လဲဆိုတော့ဒီအမျိုးသမီးဘက်ကရက်တည်မိလို့လေနော်အဲ့တော့လုတ်ချင်တယ်လို့လုံနေတာပဲဗျာနော်တော်တော်လေးအံ့ဩတယ်ကျွန်တော်ဒီနာနာနဲ့ပြောရအောင်နော်ကျွန်တော်ဒါတစ်ဖက်လည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့ကြီးပဲဒီလိုကိစ္စမျိုးကိုကျွန်တော်အနေနဲ့ပြပြလေးလေးနဲ့ပြီးစီခြင်းနေမဲ့အခုကပြပြလေးနဲ့ဘလို့မှပြီးလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အဲ့တော့ဘာကြောင့်မို့လို့နော်ဒီဌာနပင်မှုဗိုလ်ကြီးစင်ထွတ်လင်းကိုဒီလောက်ထိကာကွယ်နေရတာလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဗိုလ်ကြီးစင်ထွတ်လင်းရဲ့အမျိုးသမီးနော်အမျိုးသမီးဒေါ်လှိုင်မှုတက်ကဘယ်လိုခေါ်မလဲကျွန်တော်ပြောသလိုဒုတိယဗိုလ်ချုပ်ကြီးနော်တန်းလှိုင်ရဲ့သမီးဖြစ်နေပါဒါနဲ့ပတ်သက်ပြီးငင်းခုံလာဟာဒုတိယဗိုလ်ချုပ်တန်းလှိုင်မှာတမတ်တော့မရှိပါဘူးဆိုတော့ငင်းခုံမှုတွေကျွန်တော်တွေ့ရပါတယ်နော်ကြားသိရတယ်ကြားသိတဲ့ခါမှာအဲ့တော့ကျွန်တော်အနေနဲ့ကလည်းပို့ပြီးတော့တိကျဖို့ညောင်မြစ်တွေရှောက်တူးရတော့ဗျာနော်ညောင်မြစ်တွေရှောက်တူးတဲ့ခါမှာပေါက်တွေပေါ်သွားတယ်ပေါ်ပါကျွန်တော်တော်တောင်းရင်ရှိပါတယ်အနေနဲ့ကြည့်ပါတယ်ကျွန်တော်အတွက်ကနော်တရားလေးကြောက်လာဖမ်းလိုက်ပြီးတော့လောက်မလားဒါလည်းနံပါတ်1ချက်စဉ်းစားစရာဖြစ်တယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်ဖမ်းတာစီးတာကိုကျွန်တော်အဲ့လောက်ထိရေးမခုံပါဘူးကျွန်တော်ဖမ်းလို့ရပါတယ်ဖမ်းစီးလို့ရပါတယ်တော့တော့လည်းကျွန်တော်ဘာကိုရင်ခုံလဲဆိုလို့ရှိရင်တက်မတော်သားတွေနော်ကျွန်တော်ပုံမှာအမြင်ဆောင်ကုန်မှာတက်မတော်အပိထောက်ခံသူတွေအမြင်ဆောင်ကုန်မှာနော်ဒါကိုတော့ကျွန်တော်ရအောင်ဆိုရင်ပါတယ်တော့လည်းပဲကျွန်တော်ဘာကြောင့်မို့ပြောရတယ်ဆိုတာအမှန်တရားကိုချင်းမြန်လို့သူတိုင်းသိမှာပါနော်အဲ့တော့ဦးတန်းလာရဲ့သမီးမှာယောက်ျားမရှိပါဘူးဆိုပြီးတော့ကြားသိရတဲ့အခါမှာကျွန်တော်အနေနဲ့ဆက်လက်ပြီးစုံစမ်းတဲ့အခါမှာဦးတန်းလိုင်းမှာတမတ်ရှိသလားမရှိသလားဆိုတော့တေချာစဉ်းစားကြည့်ကဒီအမျိုးသမီးကဦးတန်းလိုင်းရဲ့တူမအရင်ဒါပေမဲ့မွေးစားထားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့သမီးပေါ့သမီးပုံစံမျိုးသမီးရင်းလိုမျိုးမွေးစားလိုက်တာထပ်ပြီးပေါ်လာဒီမျိုးသမီးကိုမွေးစားထားလိုက်တယ်မွေးစားထားတဲ့အခါမှာတူမကသမီးဖြစ်သွားတယ်
အဲ့တော့သူကိုယ်တိုင်ကလည်းငါအဖေကဥတန်းလိုက်ဆိုတဲ့ခါကျတော့ဘယ်သူမှမထိရဲမဖြူရဲမပြောရဲပုံစံမျိုးတွေဖြစ်လာအဲ့ဒီအချိန်မှာဝတ်တောက်ကားပြဿနာစပါပြီစဦးမင်းအွန်လိုင်းကတော့ဝတ်တောက်ကားတွေဖမ်းပါတဲ့ဒါပေမဲ့ခင်ဗျားဝတ်တောက်ကားတွေကိုနော်ခင်ဗျားဖမ်းပါဆိုတဲ့ဦးမင်းအွန်လိုင်းနော်အဘကြီးလို့ပြောမှာပေါ့နော်အဘကတော့ဖမ်းခိုင်းတာပဲအဲ့ဒီဖမ်းခိုင်းတဲ့ဖမ်းလို့ရမှာပေါ့လေဒါပေမဲ့လမ်းတစ်လျှောက်လုံးမှာဒီဝတ်တောက်ကားကိုဘယ်သူကားလို့သာပြောလိုက်ပါဘယ်သူမှတော့ကတ်မရပါဘူးပြတလဲနဲ့တခါတည်းဟိုစက်ပြတ်နေတာဝိုင်းတုံးမိမဲ့ခြေနေမျိုးဖြစ်ပါဦးသားလိုင်းကကားဆိုပြီးတော့သူတို့စီးမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာလမ်းမှာဦးသားလိုင်းရဲ့ကားဟာဝတ်တောက်တွေဝီတက်တွေဘာတွေမသိချင်ဘူးဦးသားလိုင်းဆိုတာနဲ့ဝီတက်လည်းဖြစ်တယ်နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့လိုင်စင်လည်းဖြစ်သွားပြီးတော့အဲ့ဒီကားကိုအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်ရတာပါနော်လိုက်တဲ့အခါမှာတော့ကွက်ကူငင်မိပါတယ်ဦးမင်းအွန်လိုင်းနဲ့မှာသွားညှိတာပါနော်တိုင်းလောက်ကရှုပ်ထွေးလာဦးမင်းအွန်လိုင်းနဲ့မှာသွားညှိတာပါနော်ဦးမင်းအွန်လိုင်းအဲ့တော့ဒီကိစ္စကတော့အခုအချင်းညမှာရှင်းကြကြနော်ကျွန်တော်ကတော့ဦးတန်းလိုင်းနဲ့ဘာမှမတော်ဘူးပေါ့နော်ဟိုဘာမှမတော်ဘူးဦးတန်းလိုင်းမှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုက်ရင်းနဲ့မှကျွန်တော်ဆက်လက်ပြီးတော့ထုတ်ပေါ်တွေ့ရှိလာတော့နော်ရှာဖွေတွေ့ရှိလာတယ်အဲ့တော့ဒီကားတော့အဲ့မှာရောက်နေမယုံရှိတော့ပြောင်းသွားပြီးတော့စစ်ဆေးကြည့်ပါနော်စစ်ဆေးကြည့်လို့ရတယ်အဲ့တော့ဒါကြောင့်မလို့သူတို့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကာအကွယ်တွေပေးနေတာပေါ့ဒီမျိုးသားပေါ့နော်ဒီမျိုးသားဘိုးကြီးစင်ထွတ်လင်းဘိုးကြီးစင်ထွတ်လင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ဒီတိုင်းနေလို့မရဘူးဗျာနော်ကျွန်တော်ကလည်းကျွန်တော်ကိုမေးလာတယ်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီကိစ္စမျိုးကိုပြောတဲ့အခါမှာကျွန်တော်တတိချာကို view site ပြီးတော့လေ့လာပါလေဘယ်သူမှမနစ်နာစေချင်ဘူးကျွန်တော်ပြောပြီးသားပဲဒီလိုမျိုးစကားတွေကိုကျွန်တော်ရှင်းနာနဲ့ပြောနေရတာပါကျွန်တော်မပြောချင်ပါဘူးနော်မပြောချင်ပဲပြောနေရဆိုတော့ကျွန်တော်ယုံကြည်ပေးပါမယ်နော်ပြောတဲ့စကားလုံးတိုင်းမှာကျွန်တော်ရှင်းနာပါတယ်နော်အဲကြောင့်ဆိုတော့အားလုံးကစစ်တီတွေနော်တတ်မတော့ကျွန်တော်ခင်ဗျားတို့နဲ့ပြောပြခင်ဗျားတို့နဲ့ရက်တင်နဲ့ကျွန်တော်ခင်ဗျားတို့ကိုတန်းနေရှိလာတယ်စစ်တပ်ကတန်းအောင်စင်အများကြီးပုံကြီးလာတယ်ဗျာဒီလားအဲ့တော့ဒီပါတော့လည်းပဲကျွန်တော်ရဲ့မူဝါဒပေါ့နော်မတရားမှုဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ slide စာပြောကျွန်တော်ပြောခဲ့ပါနော်ကျွန်တော်ဘာကြောင့်မလို့စစ်တပ်နဲ့ရက်တည်ခဲ့တာလဲမတရားမှုအဲ့ဒီနီးပိန်းတိုက်ကနေပြီးတော့နော်အမြင်မတွေ့တဲ့သူတွေမတရားမှုလုပ်နေတယ်ခင်ဗျားတို့နဲ့ရက်တည်နေတယ်တဖြည်းဖြည်းနဲ့ခင်ဗျားတို့နဲ့တစ်ဖွဲ့တည်းဖြစ်သွားတာနော်အဲ့ဒီမတရားမှုအဲ့တော့ကျွန်တော်ရဲ့ဗီဇဟိုကမတရားရင်ကျွန်တော်အနေနဲ့ပြောရမှာအဲ့တော့အခုလည်းမတရားမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မူဝါဒကိုကျွန်တော်ဘလို့မှနော်ရိုက်ချိုးလို့ရမှာမဟုတ်ဘူးအဲ့တော့အခုမတရားမှုမှာကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဒီအမျိုးသားပေါ့ဘိုးကြီးစင်ထွတ်လင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာပါလေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူတော့မဟုတ်ဘူးဗျာသူက G3 ပဲလုပ်ခဲ့ဘူးလားပဲနော် G3 ဆိုတာဟို G3 တနက်လောက်တာမဟုတ် G3 ဆိုတော့အဆင့်ရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်ကလည်း KTV ကအမျိုးသမီးတယောက်ကိုတက်မှာခေါ်အိတ်တယ်နော်ခေါ်အိတ်တဲ့အခါမှာအဲ့ပြဿနာလဲကြီးမဖြစ်သွားတော့သူ့ကိုနေရာရွှေ့ပလိုက်ရတယ်မလားတဲ့စားနေပဲဗျာနော်အခုလဲလွယ်နဲ့ပြီးသွားမယ်ထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးပေါ့နော်ဟိုလိမ်မိုင်းဆိုင်ရာအကျန်းဖတ်ရယူလိုက်တယ်ပေါ့နော်လိမ်ညာပြီးရယူလာလားအကျန်းဖတ်ပြီးရယူလာလားဒါမှမဟုတ်ရှင်လဲလှည့်စားပြီးရယူလာအရက်မူအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြောင့်လေနော်အဲ့တော့ဒီအချင်းအရာမှာကြည့်ရတာပေါ့ဗျာနော်အဓိကကတော့မလဲပဲနဲ့ဝင်ရှုပ်တဲ့ဒီတက်ရင်မှုရဲ့ကတော့ပေါ့ဗျာနော်တော့အေးသိန်းကတော့ပြဿနာဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တပ်ကိုသူတို့ short တက်တာကိုမိမ့်ပါလေ။စစ်တပ်မှာနော်စစ်ဥပဒေမှာစစ်စည်းကမ်းမှာယာတို့မရှိဘူးဆိုတော့သူတို့မသိဘူးထင်တယ်နော်။အဲ့တော့စစ်တပ်တက်လုံးစော်ကားဖို့တော့ခင်ဗျားတို့မစင်စားပါနဲ့နော်။အမှန်တရားကိုစော်ကားဖို့မစင်စားနဲ့။အဲ့တော့မလဲပဲနဲ့ရှုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်အနေနဲ့ကဒီပြဿနာနဲ့ဆိုင်တာပဲကျွန်တော်ပြောချင်တယ်။တခြားပြဿနာတွေတူရင်စောဟိုင်းနဲ့နော်။တူရင်စောဟိုင်းကျွန်တော်သိရှိထားတာအများကြီးပဲ။ဒါပေမဲ့ကျွန်တော်မပြောလို့ပါဘူးမပြောချင်ဘူး။ဘာကြောင့်မပြောချင်လို့ရှိရင်ကျွန်တော်ပြောသွားကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်မပြောဘူးကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကမတရားမှုအဲ့လိုမျိုးတရားလုံးနဲ့တစ်ဖွဲ့ခံနေရတာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ကြိုက်တယ်လို့ကိုပေါ်မောင်ထိုင်ဆဲနိုင်တယ်နော်ရောက်လာလည်းဖမ်းနိုင်တယ်နော်ခင်ဗျားတို့လာလည်းဖမ်းနိုင်ပါလေနော်ဒါပေမဲ့တော့မတရားမှုတွေကတော့ကျွန်တော်ကိုယ်တိုင်ခါသိတယ်ကျွန်တော်ကြားလည်းခါသိတယ်ကျွန်တော်လည်းခါသိတယ်သူများလုံးလည်းခါသိတယ်ကိုမျက်စိရှိမှညင်မနေတတ်တာအဲ့တော့ဟုတ်ပြီဒီချင်းအောင်စပောင်းကန်းကိုပြန်စမယ်ဆိုရင်ခလာရ15နော်ခလာ15ရဲ့ဒီအရာရှိတရင်မှုရဲ့ကတော့နော်ဒါပါအောင်ခေါ်လိုက်တယ်ဒါပါအောင်2နာရီကျော်ကြာတယ်ပေါ့နော်အဲ့ဒါပါမှပဲချင်းချောက်လိုက်တယ်အားလုံးပေါ့နော်အဲ့တော့ဒီကိစ္စမှာတက်တေတွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခုကျန်ရပါကဘယ်လိုဖြစ်လဲတရားခံကတော့အခုအစွဲခံရတဲ့တရားခံကတော့ဘိုးကြီးစင်ထွက်လင်းပေါ့နော်သူနဲ့သူတပည့်ဖြစ်တဲ့တက်ကြက်ကြီးခင်မောင်ထွေးခင်မောင်တို့ရဲ့ကားနဲ့ခေါ်ပြီးတယ်နော်ကားနဲ့ခေါ်ပြီးတော့ရက်တော့တောက်ကြတယ်ရက်တော့တောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိမ်းနစ်ကနေဖြတ်လာတဲ့ခါမှာတပ်သား2ယောက်ကတွေ့တဲ့2ယောက်ကလည်းမျက်မြင်သက်သေဆုံးခုံမှာထွက်ဆိုရမယ်ဆိုတော့ရှီတန်းကိုတယောက်ကိုပို့လိုက်တယ်နောက်တယောက်ကတက်ကထွက်ပြေးသွားရပြီသူတို့2ယောက်ရဲ့နာမည်တွေကနော်သူတို့2ယောက်ရဲ့နာမည်တွေကဆက်တော့ကျွန်တော်ပြောသလိုတပ်သားရွှေအောင်ပြီးပြီနော်တပ်သားမြို့ထက်ရှီတန်းရောက်သွားတယ်ဘူကြီးကလည်းရှီတန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိတွေကရှီတန်းမှာအခုတောင်းရနေမဲနေတယ်လို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲလဲတော့မသိဘူးဆက်မှုရှိလားမရှိလားတော့မသိဘူးဒီပေါ့တရားစွဲဆိုတော့ဘူကြီးရှိတဲ့ရှီတန်းမှာမဲနေတော့ကြာတယ်မဲနေဆိုတာဖီအားပေးနေတော့ဗျာအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဒီကိစ္စကိုဝတ်တော့ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှ
ဦးသန်းလိုင်းနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လက်ပြီးစုံစမ်းရရှိတာပါဦးသန်းလိုင်းနဲ့ဘာတော်လဲဆိုဦးသန်းလိုင်းနဲ့ဦးမဲအောင်လိုင်းနဲ့ကဘယ်လိုသွားညှိလဲဆိုတော့သွားကြည့်ရသွားမြင်တာဟုတ်နော်ဝတ်တောက်ကကိစ္စနဲ့ကြတော့သူတို့နှစ်ယောက်ကတတွဲလေးဖြစ်သွားတာပေါ့နော်တတွဲလေးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တူမအရင်လည်းဖြစ်နော်သူ့သမီးဖြစ်မွေးစားထားတယ်သူ့သမီးပါဆိုပြီးတော့တက်မှာပြောနေဆိုနေရတယ်လေရှိရတဲ့ကြောင့်မလို့ဦးသန်းလိုင်းကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်သမီးမိုက်လေးပဲမွေးစားမိသလားဒါမှမဟုတ်လို့ရှိရင်လည်းအားကိုးရမယ့်သမီးလေးပဲမွေးစားမိလားမသိဘူးအဲဒီပုံစံလေးဖြစ်နေတယ်အဲ့တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မျိုးသမီးဟာတက်ပြင်မှာကြောက်ရွံ့မှုများစွာနဲ့နေထိုင်နေရတယ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်တက်ရင်းမှုကတော့ကိုယ်တိုင်ကတက်ထဲမှာဟုတ်ဒီဘူကြီးနေရာမှာပေါ့ဘူကြီးရဲ့စုံလုံးထိုင်တဲ့အခါကျသူ့နေရာမှာရာရှိအစားထိုးထားတာရှိတယ်မပတ်သက်ဖို့เนาะဒီမျိုးသမီးကိုဝိုင်းကျင်ဖို့ဝိုင်းဖယ်ကျင်ဖို့ဆိုတဲ့အထိလောက်ထားတာရှိတယ်တခြားပေါ့เนาะဂိမ်းနေရှိကဂိမ်းမှာဘယ်လိုကောက်တယ်နောက်နေ့ခဏခဏစကားတစ်ခါလေးပြောလိုက်မယ်ဆွမ်းနာ2ယောက်ထွက်ပြီးတော့အဲ့ဒါစင်းရဲတေချာတင်အောင်เนาะဘာလို့ဆိုရှင်ဒီထက်ပိုတဲ့ဟာတွေထပ်လာမယ်နော်လို့ဆိုရှင်အဲ့ဒီတယောက်ထွက်ပြီးသွားပြီအဲ့စီကတက်ပြေးဖြစ်ကြောင်းကိုတင်ပါမို့ဆိုရှင်အဲ့ဒီတယောက်ကနေကျွန်တော်ဆက်လက်တူးဆွားပါလိမ့်မယ်တူးဆွားလို့ထပ်ပေါ်လာရင်မပြောချင်ဘူးเนาะကျွန်တော်တို့နိုင်ငံနဲ့စစ်ရေးတဲ့အရေးကြီးတဲ့ကိစ္စတွေပဲပြောချင်တယ်ဘလို့ဖြစ်လို့ထားတယ်ကျွန်တော်စီရောက်လာတယ်เนาะကျွန်တော်တို့အရေးကြီးတာတက်မတော်သားတွေတိုက်ပွဲဖြစ်နေတယ်အမှန်တိုင်းသိစေချင်တယ်တက်မတော်သားတွေဘယ်ကောင်းမဆိုရှင်စစ်ရေးမှာအခက်အခဲတွေပြည်လည်စေချင်တယ်เนาะရန်သူကိုအနိုင်ရစေချင်တယ်အသာစီးရစေချင်တယ်ဒါတွေပဲကျွန်တော်စိတ်ဝင်စားချင်တယ်ပြောပါတော့လည်းပဲကျွန်တော်မှမဖြစ်မနေเนาะမတရားမှုဆိုတဲ့ခါကျတော့ပြောပြရเนาะဒါနဲ့စီရေးတွေပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဆိုပေမဲ့ကျွန်တော်အားလုံးမေးမယ်ဗျာเนาะတစ်ခါလည်းမေးပြရစီခင်ဗျားတို့ကျွန်တော်ကဖားပြီးတော့ lobby လုပ်တဲ့ဖားတဲ့သတင်းနားထောင်ကြလားအရှိကိုအရှိတိုင်းနားထောင်ကြသလားအဲ့ဒါနှစ်ခုကျွန်တော်ကို comment မှာတစ်ချက်ရေးပေးเนาะစစ်သားတွေလည်းရေးပေးเนาะခင်ဗျားတို့ကိုယ်တိုင်ရေးပေးเนาะအဲ့တော့ဘာကြောင့်ဆိုလို့ရှိရင်တစ်ခါကြောက်လို့ရှိရင်ခင်ဗျားတို့အဲ့စစ်တပ်ကလည်းလာဆဲတယ်ကျွန်တော်ကပြောတာဟာဘယ်ရင်းမှုကြတယ်မဖြစ်နိုင်တာတွေလည်းဟုတ်တယ်ဆိုပြီးကျွန်တော်လာပြီးဆဲတာရှိတယ်တကယ်တက်ရင်းထဲမှာလည်းကျွန်တော်ချပြရင်ပြဿနာဆောက်အောင်မယ်เนาะအဲ့တော့သိချင်လားเนาะကိုကကျွန်တော်တို့ဗျာဟိုကျွန်တော်စိတ်တက်ကြတယ်စိတ်တက်မြင့်တင်မှုလေးပဲပြောဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပြောပါကျွန်တော်ကအမှန်တရားနဲ့စိတ်တက်မြင့်တင်တာကမှန်ကန်တဲ့စိတ်တက်မြင့်တင်မှုဖြစ်တယ်เนาะဟို lobby ဆန်တော့ပေါ့เนาะအဲ့ဒီကြတော့ကျွန်တော်လည်းလုံမှာမဟုတ်ကျွန်တော်လည်း lobby မဟုတ်ဘူး lobby လုပ်ရတဲ့အဆင့်နဲ့ကျွန်တော်မှမရှိပါဘူးเนาะဘာကြောင့်လဲ lobby သားသူ့မှာအဆင့်ရှိတယ်ကျွမ်းကျင်တဲ့အဆင့်ရှိတယ်ကျွန်တော် lobby လုပ်ဖို့လည်းမကျွမ်းကျင်ပါဘူးเนาะမကျွမ်းကျင်ပါဘူးကျွန်တော်ဘယ်သူမျက်နှာမှလည်းထောက်ဆရာမလို့ကျွန်တော်ထောက်တာအမှန်တရားမျက်နှာနဲ့ခင်ဗျားတို့ပေါ်ရှိတော့တိုင်ရောစင်မျက်နှာကိုပဲကျွန်တော်ထောက်ပါတယ်ကျန်တော့ကျွန်တော်မထောက်ဘူးเนาะအဲ့တော့ကျွန်တော်စီကတော့ဖြစ်ရှိအတိကျွန်တော်သိသမျှကိုပဲကျွန်တော်ပြောပါမယ်ခင်ဗျာเนาะအဲ့တော့ဟုတ်ပြီကျွန်တော် like လေးဒီနေ့ချပြစေဦးเนาะlike တော့ဖြစ်ပါလားကျွန်တော်ရုပ်ကန်လေးရပ်ပြစေဦးကျေးဇူးတင်ပါတယ် Thank you.